ရှင်သွေးမယူသေးပဲဝိမုံရွှေလိုတောက်ပနေအောင်မှလို့ထုတ်ပြောလာတဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာဆိုရှယ်မီဒီယာထက်မှာဆိုပြတဲ့စဉ်ကိုဝင်ရှိနေပြီဆိုတဲ့သတင်းတွေကအင်တာနက်ပေါ်မှာပြန့်နှံ့သွားပါတယ်ပရိသတ်တွေကလည်းခမ်းနားတဲ့မင်္ဂလာပွဲကြီးတွေအပြီးမှာအမြေဦးလေးကိုမြင်ချင်းနေကြပြီဖြစ်လို့ဒီသတင်းပေါ်မှာဝမ်းသာအားရဂုဏ်ပြုခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းနောက်ွယ်ကအမှန်တရားကတော့ပရိသတ်တွေထင်ထားတာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဆိုပြတဲ့စဉ်ကသူမကိုဝင်ရှိနေပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တရက်ဝင်ရှင်းလင်းလာပါတယ်။သူမအနေနဲ့လက်တလုံးမှာရင်သွေးလေးယူဖို့အစီအစဉ်လုံးဝမရှိသေးကြောင်းနဲ့အခုထပ်ပေါ်နေတဲ့သတင်းတွေကအချက်အလက်မှားယွင်းနေကြောင်းဆိုပါတယ်။ဆိုပြကသူမကအသက်အရွယ်အရလည်းငယ်ရွယ်သေးတယ်လို့အနုပညာလောကမှာလှုပ်ဆောင်ရမယ့်အလုပ်တွေအများကြီးကျန်ရှိနေသေးကြောင်းကလေးယူဖို့ကိုအလောတကြီးမစင်စားသေးဘူးလို့ပုံမလင်းလင်းပြောကြားလာပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ဆိုပြတဲ့စဉ်ကသူမရဲ့အိမ်ထောင်ရေးနဲ့ဘဝအစီအစဉ်ကိုထိတ်တန့်မင်းသမီးဝင်းမွန်ရွှေရဲ့လမ်းစဉ်အတိုင်းရှောက်လန်းဖို့ဆုံးဖြတ်ထားတာပါ။ဆိုပြကတော့မက်ကီလိုမျိုးကလေးမယူသေးပဲလောလောလတ်လတ်နဲ့အနုပညာလောကမှာဆက်လက်တောက်ပခြင်းနေရလို့ဆိုပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲဝင်းမွန်ရွှေကနိုင်ငံကျော်ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ခရိုနီတထေးကြီးနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားတာနေ့တော်ကြာပြီဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဇနီးမောင်နှံကအခုထိရင်သွေးမယူကြသေးပဲအလူတန်းတွေအတူတူလို့ခရီးတွေအတူတူသွားရင်းနဲ့ဘဝကိုစိတ်လွတ်ကိုလို့ပျော်ရွှင်စွာဖြတ်သန်းနေကြတာပါဝင်းမုံရွှေကအိမ်ထောင်သည်ဖြစ်ပေမဲ့သူမရဲ့အလားပါနဲ့အနုပညာအရေးချင်းကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ပြီးတော့ယနေ့တိုင်ထိတ်တန်းမင်းသမီးအဖြစ်နဲ့ရည်တည်နေတာကိုဆိုပြတဲ့စဉ်ကအင်မတန်မှအားကြနေရဖြစ်ပါတယ်ဆိုပြတဲ့စဉ်ကဟင်းဝရံတို့ဟာကလေးရှိလာရင်အခုလိုမျိုးခရီးတွေစိတ်ရှိတိုင်းမသွားနိုင်တော့မှအနုပညာအလုပ်တွေကိုအာရုံအပြည့်မဆိုင်နိုင်တော့မှကိုစိုးရိမ်နေကြပုံရပါတယ်။ဒါကြောင့်လေဝင်းမုံရွှေတို့ဇနီးမောင်နှံလိုပဲအချိန်တစ်ခုထိနှစ်ယောက်တည်းအေးစစ်စစ်ခရီးတွေထွက်ရင်းနဲ့အောင်မြင်မှုတွေကိုအတူတူစုခူးရင်ဘဝကိုဖျက်ဆီးဖို့တိုင်ပင်ထားကြပါတယ်။ကလေးရှင်းသွားရင်စိတ်လုတ်ကိုလို့ဖြစ်ဖို့ဆိုတာမလွယ်တော့ပါဘူးအခုချိန်မှာအနုပညာအလုပ်တွေကိုအကောင်းဆုံးပေးဆက်ခြင်းတည်းလို့ဆိုပြရဲ့ပြောစကားအရသူမကသူမရဲ့ပရိသတ်တွေအတွက်အနုပညာလက်ရအသစ်တွေကိုပုံမဖန်တီးပေးဖို့ဆန္ဒရှိနေတာသိသာပါတယ်ဟိန်းဝရံကလည်းဇနီးတဲ့ရဲ့ဆန္ဒကိုလိုက်လျောပြီးတော့ပံ့ပိုးပေးနေရကြောင်းသူတို့ရဲ့အခြေအကပို့ပြီးတော့ခိုင်မြဲနေရဖြစ်ပါတယ်ယနေ့ခေတ်မှာအိမ်တော်ကြတာနဲ့ကလေးချက်ချင်းယူရမယ်ဆိုတဲ့အယူအဆတွေကပြောင်းလဲလာပါပြီအထူးသဖြင့်တော့အောင်မြင်တဲ့အနုပညာရှင်တွေအနေနဲ့သူတို့ရဲ့အနုပညာအလုပ်တွေနဲ့ဘဝလွတ်လပ်မှုကိုတန်ဖိုးထားလာကြတာကချီးကျူးစရာပါဆိုပြတဲ့စင်နေနဲ့ဝင်းမောင်ရွှေလိုမျိုးအလားမပြတ်အောင်မြင်မှုမကြပဲနဲ့ဘဝကိုအတိတ်ပဲရှိရှိဖြတ်သန်းဖို့ရွေးချယ်လိုက်တာကတော့သူမရဲ့ရင့်ကျက်တဲ့အဆုံးဖြတ်ချက်တစ်ခုလို့ဆိုရမှာပါကဲပရိသတ်ကြီးတို့ရောရင်သွေးမယူသေးပဲဝင်းမုံရွှေလိုမျိုးအနုပညာလောကမှာဆက်လက်တောက်ပနေအောင်မယ်ဆိုတဲ့ဆိုပြတဲ့စဉ်ရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာဘယ်လိုမြင်ကြပါသလဲငယ်စဉ်တို့ဇနီးမောင်နှံကိုရောကလေးချက်ချင်းယူစေခြင်းကြလားဒါမှမဟုတ်အခုလိုပဲအေးစစ်စစ်ခရီးတွေထွက်နေတာကိုမြင်ခြင်းလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်